ကျယ်စင်လေးရဲ့အလောင်းလာဖော်သွားပြီးတော့ကွန်ကရစ်ပြန်လောင်းသွားတယ်ဒီမှာလက်အိတ်ခွဲခဲ့တဲ့ဓာတ်လက်အိတ်သွေးစွန်းနေတယ်လက်ကလည်းသွေးတွေစွန်းတယ်ဒီမှာပြန်ချုပ်ထားတဲ့ကျိုးကဘယ်နာမှာဒီမှာပြန်ချုပ်ထားတဲ့ဒီမှာဝစ်စုံနေပီပီဝစ်စုံနေအလောင်းဖော်တော့ကလက်အိတ်တွေမကျိုးတွေအလောင်းဖော်တော့ကကျိုးတွေကွန်ကရစ်တွေဖြော်ထားတာအလောင်းပြန်ဖို့သွားတယ်ဒါသင်္ချိုင်းကပစ္စည်းတွေမဟုတ်ဘူးသူတို့ကသူတို့တည်လာတဲ့ပစ္စည်းတွေဒီမှာအုတ်တွေရောဒါသင်္ချိုင်းကပစ္စည်းတွေမဟုတ်ဘူးဟိုးမှာဖနက်တွေလွတ်ပြစ်သွားတာပါကျယ်စင်လေးရဲ့အလောင်းလာပြန်ဖော်ပြီးတော့ခွဲတယ်ချုပ်တယ်မှန်ပါတယ်ဗျာကျယ်စင်လေးရဲ့အုတ်ကူကိုလာဖွင့်သွားတယ်ဆိုတာတော့သိကြပါတယ်ခင်ဗျ